မင်္ဂလာပါခင်ဗျာဒီနေ့တော့ဘဝကိုကန့်ကောင်းစေဖို့ရိုးရိုးရှင်းရှင်းနီးလေးနဲ့လုပ်ကြည့်ရအောင်နော်ကိုယ့်ဘေးနားမှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲဖြစ်ပါတယ်ပထမဆုံးတန်ပွေရာတီးတစ်လုံးယူပြီးကိုယ့်ရဲ့စာအုပ်စင်သို့မဟုတ်အလုပ်ခုံပေါ်မှာထားပါဒီကနေတစ်ဆက်အပြုတဘောစွမ်းအားတွေကိုဆွဲဆောင်ဖို့လှပတဲ့ပန်းတစ်ပွင့်ကိုစီစဉ်ထားပါဒီပစ္စည်းတွေကိုထားတဲ့အခါဘဝမှာလိုချင်တဲ့ကောင်းမွန်တဲ့အရာတွေကိုစိတ်ကူးပြီးအာရုံစိုက်ပါတန်ပွေရာတီးနဲ့ပန်းကိုကြည့်ပြီးကိုပြုံးပြလိုက်ပါဒါပဲဆိုရင်အပြုသဘောဆွမ်းအားတွေနဲ့ကံကောင်းခြင်းတွေဟာတဖြည်းဖြည်းတင်းစီကိုရောက်လာပါလိမ့်မယ်တတိထားရမှာကကံကောင်းခြင်းဆိုတာပစ္စည်းထားရှိုံနဲ့တည်မဟုတ်ပါဘူးဘဝထဲကိုဝင်လာမဲ့အပြုသဘောအရာတွေကိုလက်ခံဖို့စိတ်ကိုဖွင့်ထားရပါတယ်နေတိုင်းလုပ်ကြည့်ပါကိုကတကယ်ပဲပိုပြီးကံကောင်းလာတယ်လို့ခံစားရမှာပါကံကောင်းခြင်းဆိုတာကိုဘေးပတ်ဝန်းကျင်မှာရှိပါတယ်ကိုကတန်ဖိုးထားတတ်ပြီးလက်ခံဖို့ပဲလိုတာပါခင်ဗျာ